မင်္ဂလာပါဒီနေ့ကျမအရေးကြီးတယ်လို့ထင်တဲ့အမှန်တရားလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်လူတော်များများကလေအစဉ်တဖြစ်တဲ့အချိန်ကိုစောင့်ဆိုင်ရင်းနဲ့ဘဝကိုဂုဏ်ဆုံးစီတတ်ကြတာပဲဖြစ်ပါတယ်စူးစမ်းနေပြီမဲ့လည်းရလာတွေကတော့ဝေးနေတယ်လို့ပဲတစ်ခုခုကိုစတင်ချင်ပြီမဲ့လမ်းပြောနေတယ်လို့ပဲပြောလဲချင်ပြီမဲ့လည်းကိုယ်တန်တရားဝင်နေမိတယ်ဒီလိုမတိချာမှုတွေကြားထဲမှာကျမတို့ကကိုစင်ချင်ပြီးနေမိတတ်ကြတာပဲဖြစ်ပါတယ်ငါအတွက်မဟုတ်သေးဘူးလေအချိန်မတန်သေးဘူးပူပြီးတော့မှကောင်းတဲ့အခြေအနေကြမှာစတင်မယ်ဆိုပြီးတော့ပေါ့ဒါပေမဲ့ကျမသင်ခန်းစာတစ်ခုကိုရခဲ့တာဖြစ်တယ်အခွင့်အရေးဆိုတာကတော့အစဉ်တဖြစ်နေတဲ့သူတွေစီမှာလာတာမဟုတ်ပါဘူးစတင်လိုက်တဲ့သူတွေစီမှာပဲဖန်တီးခွင့်ရတာပဲဖြစ်ပါတယ်ကျမလည်းအရင်လုံးကကြောက်နေခဲ့ဖူးတာဖြစ်တယ်မတိချာမှုတွေကြားမှာခြိလှမ်းမှာကိုစိုးရင်နေခဲ့ဖူးတာဖြစ်တယ်ဒါပေမဲ့ perfect ဖြစ်ဖို့ကိုမဆောင်တော့ဘဲနဲ့စတင်လိုက်တဲ့နေ့မှာပဲအရာအလုံးဟာတဖြည်းဖြည်းနဲ့ပြုံးလဲလာခဲ့တာပဲဖြစ်ပါတယ်လမ်းကြောင်းတွေကလည်းရှင်းလင်းလာခဲ့တာပဲဖြစ်ပါတယ်ယုံကြည်မှုဆိုတာကတော့စဉ်းစားနေုံနဲ့ရလာတာမဟုတ်ပါဘူးတကယ်လက်တွေ့လှုပ်ဆောင်မှုကနေပဲမွေးဖွားလာတာပဲဖြစ်ပါတယ်ဘဝကိုပြောင်းလဲဖို့အကောင်းဆုံးအချိန်ကိုမဆောင်ပါနဲ့တင်စတင်လိုက်တဲ့အခုပဲအကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်ဒီအခွင့်အရေးတွေကတော့တင်စတင်ဖို့ဆုံးဖြတ်လိုက်တဲ့နေရာမှာပဲရှိနေတာပါဒီနေ့မှာတင်တကယ်ပဲရှေ့ဆက်ဖို့အစဉ်သစ်ဖြစ်ပြီဆိုလို့ရှိရင်ကျမကိုမက်ဆေ့ချ်လေးပို့လိုက်ပါနော်အတူတူစူးစမ်းကြရအောင်ကျေးဇူးတင်ပါတယ်